မိဘပြည်သူများခင်ဗျာနှစ်စဉ်ကျင်းပမြဲတောင်ကြီးတစ်စောင်းတိုင်းပွဲတော်ကြီးကတော့တဖန်ရောက်ရှိလို့လာပြီဖြစ်ပါတယ်နှစ်စဉ်တိုင်းမှာလည်းပဲမြန်မာနိုင်ငံတစ်ခုလုံးကအများပြည်သူတွေလာရောက်ဆင်နွှဲကြလိမ့်ရှိသလိုနိုင်ငံခီးသွွားများလည်းလာရောက်ကြလိမ့်ရှိပါတယ်2025ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ရဲ့တစောင်းတိုင်းမိဘပြန်ပွဲတော်ဖွဲ့ပွဲအခမ်းအနားကိုတော့တောင်ကြီးမြို့အဝေးရမိဘပြန်ကွင်းမှာစီကားတိုက်မဲ့စွာကျင်းပခဲ့ပါတယ်။တောင်ဝရှိသူတွေကဆူလာမူနီလောကချမ်းသာဘုရားအားပန်းရည်ချမ်းစီမင်းများကက်လူပူဇော်ကြပြီးစိတ်နှပန်းမိဘပြန်တစ်လုံးလွတ်တင်ပူဇော်ပေးပါတယ်။ဆက်လက်ပြီးတော့2025တောင်ကြီးတစောင်းတိုင်းပွဲတော်ကိုတောင်ဝရှိသူတွေကဖဲချိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။မြန်မာတို့ရဲ့တစောင်းတိုင်းကာလအသင်္ကြန်ပွဲဖြစ်တဲ့တောင်ကြီးတစောင်းတိုင်းကိုတော့အောက်တိုဘာလ29ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အထိ10ရက်တိုင်တိုင်စီကားတိုက်မဲ့စွာကျင်းပတာဖြစ်ပြီးပွဲတော်ကာလအတွင်းမှာမြို့လုံးကျွတ်ဘုံကထိန်ပရိသတ်ပင်လှည့်လည်ပွဲမတိုးတင်ငန်းရဲလို့ပူဇော်ပွဲမေးပရိသတ်ပင်လှည့်လည်ပူဇော်ပွဲနေ့လို့မိဘမြန်258လုံးညလို့မိဘမြန်43လုံးစေတမန်မိဘမြန်38လုံးတို့နဲ့မိဘမြန်ပြိုင်ပွဲကိုကျင်းပပေးသွားမှာလည်းဖြစ်ပါတယ်ရှမ်းပြည်နယ်ရဲ့အထင်ကရတောင်ကြီးတစောင်းတိုင်းပွဲတော်ကြီးကတော့ဒိုင်းသားလူမျိုးစုများအားလုံးရဲ့စီးလုံးညီညွတ်မှုကိုအခြေခံတဲ့ပွဲတော်ကြီးတစ်ခုလည်းဖြစ်ပါတယ်။တောင်ကြီးတစောင်းတိုင်းပွဲတော်ကြီးကိုညီကိုမောင်နှမများအားလုံးစီးကဲတကြနဲ့စီးလုံးညီညွတ်စွာပူးပေါင်းပါဝင်ဆင်နွှဲကြခြင်းအပြင်မြန်မာတိုင်းသားတို့ရဲ့ရိုးရာမွေးနေ့တွေကိုရေရှည်တည်တဲ့ခိုင်မြဲစေဖို့ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရမှာလည်းဖြစ်ပါတယ်။မြန်ဆန်ဆန်လာတစောင်းတိုင်းလို့ဆိုကြတဲ့အတိုင်း2025ခုနှစ်တောင်ကြီးမြို့ရဲ့ရိုးရာမပြတ်ကျင်းပတဲ့တစောင်းတိုင်းပွဲကိုတော့လာရောက်ကြသူအများစုကဒေသခံတွေဖြစ်တယ်လို့မြန်မာတိုင်းနိုင်ငံလုံးကနေမှလာရောက်ဆင်နွှဲကြတဲ့သူတွေကလည်းတချို့က3ရက်တချို့က5ရက်တချို့ကတော့ပွဲစားပွဲစုံလာရောက်နေထိုင်ဆင်နွှဲတတ်ကြတာလည်းဖြစ်ပါတယ်။ဒီဘက်မှာတောင်ကြီးမြို့နဲ့လဲပတ်ကြသလိုညဘက်မှာတော့မိဘမြန်ကွင်းမှာမိဘမြန်လွတ်တင်မှုတွေကိုကြည့်ရှုအားပေးကြပါတယ်။တစောင်းတိုင်းပွဲတော်ကာလညပိုင်းမှာတော့ခေတ်ပေါ်တေးဂီတများနဲ့လည်းဒေသခံတွေနဲ့နိုင်ငံကျော်အစိုးရတွေကတေးသချင်းများနဲ့လည်းဖျော်ဖြေတင်ဆက်ကြတာဖြစ်ပါတယ်။တစောင်းမူလာကတော့မြန်မာလတွေမှာအထမမြောက်လာဖြစ်ပါတယ်။တစောင်းမှာဘီးတိုင်ဖြစ်ပြီးမှုံးမှာပြက်နှံစေခြင်းအသစ်ပဲရကပေါင်းလိုက်ရင်တော့မျက်စိတစုံစီဘီးတိုင်များပွားများထွန်းလင်းနေခြင်းဖြစ်လို့မေထုံးပွဲကိုဆွလိုတာဖြစ်ပါတယ်။တစောင်းမိုးလာဟာမိုးနှောင်းဆောင်းကာလဖြစ်ပြီးတော့တာယာကြည်လူပဲကောင်းခြင်းလည်းဖြစ်ပါတယ်။စိတ်နဲ့တပြိုက်မိုးတလိုက်ဆိုလို့နှင်းရောမိုးပါရှိနေခြင်းလည်းဖြစ်ပါတယ်။ချက်တိကနက်ခတ်ဆောင်မိနဲ့သားဟာတစောင်းမိုးလာရောက်တိုင်းလူပြည်ကိုဆင်းလာတဲ့အခါလူတို့ကလေးရှူမိတိုင်များနဲ့ထွန်းညစ်ပူဇော်ရမှတစောင်းတိုင်းမိထုံးပွဲတော်ပေါ်ပေါက်လာတယ်လို့ဆိုကြပါတယ်။ဒါပြင်ဘာသာရေးယုံကြည်ချက်အရကျေတာယာနက်ခတ်ဆုံတဲ့အခါသမယတစောင်းမိုးလာမှာတာဝရိနာမှာရှိတဲ့ဆူလာမဏိဖျားအားပူဇော်ဟန်မိဘမြန်များလွတ်တင်ပူဇော်ကြပါတယ်။တစောင်းမိုးလာပြည့်နေ့ကိုတော့တာမညဖလားအခါတော်နေ့လို့သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။မိဘပြည်သူများခင်ဗျာတောင်ပေါ်မြေရဲ့အစီကားဆုံးပွဲတော်ကိုလည်းလာလည်ရင်းချမ်းအေးတဲ့သဘာဝကိုခန်းစားလို့ရိုးရာဆိုခများနဲ့ရှမ်းအိုးစီတန်တွေဝေလွင်နေတဲ့တစောင်းတိုင်းမိဘမြန်ပွဲကတော့နှစ်စဉ်ရှိနေမှာဖြစ်တယ်လို့ဉာဏ်ပြင်းနဲ့ကတိုင်းရင်းသားဆွေတော်ဟာကိုလက်ကမ်းလို့ကြိုနေမှာလည်းဖြစ်ပါတယ်ဘဝရည်စင်ဆက်ပိုင်ဆိုင်ခဲ့ရာတရားအေးချမ်းတဲ့ရှမ်းတို့ဘဝကိုလည်းပွဲတော်လာရင်အနိကမြင်တွေ့ခန်းစားကြမှာဖြစ်ပါတယ်ဘုရားစီရီပေါင်းများစွာကိုလည်းလက်ပတ်ဖူးမြော်နိုင်ကြသလိုစားလို့ကောင်းအရသာရှိတဲ့ရှမ်းစာတွေကိုလည်းညီးစမ်းနိုင်ကြမှာဖြစ်ပါတယ်။ရှမ်းပြည်တောင်ပိုင်းရဲ့ချစ်စရာတာယာနှွေးထွေးမှုကိုခံစားရင်နှစ်စဉ်တိုင်းမှာလည်းတစောင်းတိုင်းမိဘမြန်လွတ်တင်ပွဲကိုလာရောက်ဆင်နွှဲကြဖို့
ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာဆောင်နိုင်ရဟေ့တောင်ပေါ်မြေအလားပူဆောင်ပြချင်းမီမြေ